မင်္ဂလာပါရှင်ကျမကတော့စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆယ်မြောင်းဝန်ကြီးဌာနစိုက်ပျိုးရေးဦးစီးဌာနမြေသုံးချရေးခန္ဓာခွဲမှာဒေါက်တာခင်ခင်ဝေဖြစ်ပါတယ်ရှင်ကျမတင်ပြသွားမယ့်ခေါင်းစဉ်ကတော့မြေဩဇာပိုးချွေတာပြီးစပားအထွက်တိုးစေမည့်အရွက်အယောင်တိုင်းကလိခါလာချက် LCC အသုံးပြုခြင်းနည်းပညာပဲဖြစ်ပါတယ်ရှင်ပထမဦးစွာစပားသီးနှံနဲ့နိုက်ထရိုဂျင်ဓာတ်အာဟာရဓာတ်ဆိုတဲ့အကြောင်းကိုဆွေးနွေးကြပါတယ်ရှင်ကျမတို့ရဲ့စပားသီးနှံဟာဆိုရင်ကမ္ဘာလူဦးရေရဲ့သုံးပုံတစ်ပုံကျော်အတွက်အရေးကြီးဆုံးနဲ့အဓိကကျဆုံးသီးနှံတစ်ခုဖြစ်ပါတယ်ကျမတို့တိုးတက်လာတဲ့လူဦးရေအတွက်စားနပ်ရိက္ခာဖူလုံစေဖို့ရန်အတွက်ဆိုလို့ရှိရင်အထူးအထွက်တိုးစပားမျိုးတွေကိုတိုးချက်စိုက်ပျိုးလာပါတယ်တိုးချက်စိုက်ပျိုးလာပြီးတဲ့အခါမှာဓာတ်မြေဩဇာတွေကိုပေါ့နော်အထူးသဖြင့်နိုက်ထရိုဂျင်မြေဩဇာကိုအချိန်မြင့်သုံးစွဲလာကြပါတယ်ကျမတို့နိုက်ထရိုဂျင်ဓာတ်ဟာဆိုလို့ရှိရင်စပားအတွက်အရေးကြီးဆုံးအာဟာရဖြစ်ပြီးစပားအထွက်နှုန်းကိုအဓိကထိန်းချုပ်တဲ့အာဟာရဓာတ်တစ်ခုဖြစ်ပါတယ်နိုက်ထရိုဂျင်ဓာတ်ဟာဆိုလို့ရှိရင်စပားပင်ရဲ့စိမ်းရောင်ချဲပစ္စည်းတွေပရိုတင်းအန်ဇိုင်းဟော်မုန်းများနဲ့ဗီတာမင်များကဲ့သို့အပင်ထဲမှာရှိတဲ့ဓာတ်ပေါင်းများစွာမှာဆိုလို့ရှိရင်မချစ်မဖြစ်လိုအပ်တဲ့အာဟာရဓာတ်တစ်မျိုးဖြစ်ပါတယ်ဆက်လက်ပြီးတော့အခုကြုံတွေ့နေရတဲ့ပြဿနာတွေကိုပြောချင်ပါတယ်ကျမတို့ဒီနေ့ခေတ်မှာစိုက်ပျိုးရေးကဏ္ဍမှာတောင်သူလယ်သမားများရင်ဆိုင်နေရတဲ့အဓိကစိန်ခေါ်မှုများထဲမှာဆိုလို့ရှိရင်ဓာတ်မြေဩဇာဈေးနှုန်းများမြင့်တက်လာခြင်းကထိပ်ဆုံးမှာပါဝင်နေပါတယ်ကျမတို့အစောတုန်းကပြောထားတဲ့စပားပင်အတွက်အဓိကလိုအပ်သောနိုက်ထရိုဂျင်ဓာတ်ကိုဖြည့်တင်းပေးတဲ့ယူရီးယားပလဲမြေဩဇာကိုပေါ့နော်ကျမတို့ဆိုလို့ရှိရင်မြည်သည့်အချိန်တွင်မြည်မြကျွေးရမည်ကိုအတိအကျမသိဘူးနောက်တစ်ခါအချိန်ခါမဟုတ်ကျမတို့လိုအပ်သည့်ထက်ပိုထည့်သွင်းခြင်းသို့မဟုတ်လိုအပ်ချိန်မှာမထည့်သွင်းမိခြင်းတို့ကြောင့်ငွေကုန်ကြေးကျများစေုံသာမကဘူးကျမတို့ရဲ့အထွက်နှုန်းကိုလည်းထိခိုက်နိုင်ပါတယ်ဒါအပြင်ပတ်ဝန်းကျင်ညဉ့်ညမ်းမှုကိုလည်းဖြစ်ပေါ်စေခြင်းစတဲ့ဆိုးကျိုးတွေကိုရရှိလာမှာဖြစ်ပါတယ်။ဒါကြောင့်မို့လို့ကျမတို့ဟာဆိုလို့ရှိရင်နိုက်ထရိုဂျင်ရရှိနိုင်တဲ့အရင်းအမြစ်တွေကိုဆက်လက်ပြီးတော့တင်ပြသွားချင်ပါတယ်။ဒီမှာနေတူထဲမှာဆိုလို့ရှိရင်နိုက်ထရိုဂျင်ဟာ88%ရှိပါတယ်။ဒါအဲ့ဒီနိုက်ထရိုဂျင်တွေကိုကျမတို့ကရရှိနိုင်ပါတယ်။နောက်တစ်ခါကျမတို့မိုးရွာတဲ့အခါမှာဆိုလို့ရှိရင်တစ်နှစ်ကိုမိုးရွာသွန်းလို့ရှိရင်နိုက်ထရိုဂျင်က10ပေါင်လောက်ရရှိပါတယ်။ဒါပေမဲ့ကျမတို့ကဆိုလို့ရှိရင်ဒီ10ပေါင်ရရှိမှုနှုန်းဟာဆိုလို့ရှိရင်မိုးများတဲ့ဒေသမိုးနည်းတဲ့ဒေသအလယ်လက်ဒေသဆိုပြီးတော့အခါကျတော့ရရှိတဲ့နိုက်ထရိုဂျင်ရရှိမှုပမာဏဟာဆိုလို့ရှိရင်ကွဲပြားသွားနိုင်ပါတယ်နောက်တစ်ခါဆိုလို့ရှိရင်မြေကြီးထဲမှာရှိတဲ့သစ်ဆွေးတက်လို့ခေါ်တဲ့ organic matter ဟာဆိုလို့ရှိရင်နိုက်ထရိုဂျင်ကို9%ပေးပါတယ်ဒါကြောင့်ကျမတို့ဟာဆိုလို့ရှိရင်ဒီမြေဆွေးတွေပြုလုပ်ပြီးတဲ့အခါမှာမြေကြီးထဲကိုထည့်ပေးခြင်းအပြင်နိုက်ထရိုဂျင်တွေရရှိမှာဖြစ်ပါတယ်ကျမတို့ဒီစိုက်ကွင်းထဲကိုနွားရှည်တွေထည့်ပေးလိုက်ခြင်းအပြင်နွားရှည်တဒံမှာဆိုလို့ရှိရင်နိုက်ထရိုဂျင်က10ပေါင်ကနေပြီးတော့မှပေါင်40အထိပါဝင်ပါတယ်ကျမတို့ပလဲမြေဩဇာဆိုတော့ယူရီးယားမြေဩဇာကိုအသုံးပြုလိုက်မယ်ဆိုရင်တော့နိုက်ထရိုဂျင်က46%ပါဝင်ပါတယ်ဒါဆိုရင်ကျမတို့လေတူထဲမှာရှိတဲ့88%သောနိုက်ထရိုဂျင်ကနေကျမတို့နိုက်ထရိုဂျင်တွေဘယ်လိုရရှိမလဲဆိုတော့သီးနှံတစ်မျိုးတည်းကိုဇက်တိုက်မစိုက်ဖဲနဲ့ကျမတို့ဟာဆိုလို့ရှိရင်ပဲမျိုးရင်းဝင်အပင်များနဲ့သီးလက်စိုက်ပျိုးခြင်းဖြစ်ရရှိပါမယ်ပဲမျိုးရင်းဝင်အပင်တွေဟာဆိုလို့ရှိရင်မြစ်ပဲမြစ်ဖူတွေကနေပြီးတော့မှလေထဲမှာရှိတဲ့နိုက်ထရိုဂျင်တွေကိုဖမ်းယူမှာဖြစ်ပါတယ်မြေကြီးထဲမှာရှိတဲ့သစ်ဆွေးတက်လို့ခေါ်တဲ့မြေဆွေးတွေကနေပြီးတော့မှနိုက်ထရိုဂျင်ဘယ်လိုရမလဲဆိုလို့ရှိရင်ကျမတို့ကဒီကောက်ရိုးတွေကိုမစွန့်ပစ်ဖဲနဲ့ကျမတို့မြေဆွေးတွေလုပ်မယ်နောက်တစ်ခါသစ်စိမ်းမြေဩဇာတွေကိုအသုံးပြုခြင်းဖြင့်ရရှိပါမယ်ဒီလိုတဘာဝမြေဩဇာကိုအသုံးပြုလိုက်ခြင်းဖြင့်ကျမတို့ရဲ့မြေစီလွှာဟာရုပ်ကုန်တတ္တိဓာတ်ကုန်တတ္တိနဲ့ဇီဝကုန်တတ္တိတွေကိုတိုးတက်လာစေပါတယ်နွားရှည်တွေကိုထည့်သွင်းအသုံးပြုမယ်ဆိုလို့ရှိရင်ကောင်းစွာဆွေးမြေ့တဲ့တိရစ္ဆာန်အညစ်အကြေးများကိုအသုံးပြုခြင်းအပြင်ကျမတို့ဒီတိရစ္ဆာန်အညစ်အကြေးမှာပါဝင်တဲ့နွားရှည်ကြက်ရှည်စသဖြင့်ပါဝင်တဲ့နိုက်ထရိုဂျင်တွေကိုရရှိမှာဖြစ်ပါတယ်ကျမတို့တိရစ္ဆာန်အညစ်အကြေးတွေကိုဘယ်လိုထားတူရမလဲဆိုလို့ရှိရင်အရေးရတဲ့နေရာတွေမှာထားပြီးတော့မှအသုံးပြုသင့်ပါတယ်နေရာအောက်မှာထားလို့ရှိရင်အဲ့ဒီရဲ့ပါဝင်တဲ့နိုက်ထရိုဂျင်ဓာတ်တွေဟာအငွေ့ပြန်ခြင်းနည်းလမ်းဖြင့်ဆုံးရှုံးသွားပါတယ်ကျမတို့ယူရီးယားကိုအသုံးပြုမယ်ဆိုလို့ရှိရင်ပလဲမြေဩဇာ50ကီလိုဂရမ်ပါဝင်တဲ့အိတ်တအိတ်ကိုအသုံးပြုမယ်ဆိုလို့ရှိရင်နိုက်ထရိုဂျင်ဓာတ်က23ကီလိုဂရမ်သာရရှိပါတယ်
အရေးအသွေးမမှန်ကန်တဲ့မြေဩဇာတွေကိုအသုံးပြုမယ်ဆိုပါကနိုက်ထရိုဂျင်ဓာတ်တွေကလျော့နေသွားမှာဖြစ်ပါတယ်။ဒါကြောင့်အရေးအသွေးပြေဝပြီးတော့ကျမတို့မှတ်ပုံတင်ထားတဲ့မြေဩဇာများကိုသာအသုံးပြုရပါမယ်။ယူရီးယားမြေဩဇာအသုံးပြုပြီဆိုပါကကျမတို့အိတ်ခွန်ပေါ်မှာရှိတဲ့နိုက်ထရိုဂျင်အာဟာရဓာတ်ကိုစစ်ဆေးဖို့လိုပါတယ်။နိုက်ထရိုဂျင်အာဟာရဓာတ်46%ပါဝင်တဲ့မြေဩဇာများကိုသာအသုံးပြုသင့်ပါတယ်။ကျမတို့ထည့်သွင်းလိုက်တဲ့ယူရီးယားတွေဟာဆိုလို့ရှိရင်ဆုံးရှုံးသွားတတ်ပါတယ်။ဒါဆိုလို့ရှိရင်ဘယ်လိုနည်းနဲ့ဆုံးရှုံးတယ်ဆိုတာကိုဆုံးရှုံးမှုနည်းလမ်းများအကြောင်းကိုကျမကဆက်လက်တင်ပြချင်ပါတယ်။ကျမတို့စပါးစိုက်ခင်းအတွင်းထည့်လိုက်တဲ့နိုက်ထရိုဂျင်မြေဩဇာသီးနှံတွေရဲ့လိုအပ်ချက်နဲ့မကိုက်ညီဘူးဆိုလို့ရှိရင်အောက်ပါနည်းလမ်းတွေနဲ့ဆုံးရှုံးပါတယ်။ကျမတို့စိတ်ဝင်မှုစိတ်ဆင်းခြင်းနည်းလမ်းဖြင့်3%ကနေ9%ဓာတ်ငွေအဖြစ်ပြောင်းလဲပြောင်းဆုံးခြင်းဟာဆိုလို့ရှိရင်10%အငွေ့ပြန်ခြင်းနည်းလမ်းနဲ့ပျောက်ဆုံးခြင်းဟာဆိုလို့ရှိရင်30%ကနေပြီးတော့မှ39%အထိဆုံးရှုံးပါတယ်။ဒါကြောင့်ကျွန်တော်တို့ထည့်သွင်းလိုက်တဲ့နိုက်ထရိုဂျင်မြေဩဇာကိုသီးနှံတွေကထိရောက်စွာသုံးစွဲနိုင်ခြင်းမရှိပါဘူး။ဆက်လက်ပြီးတော့ကျွန်မကတော့စပါးပင်မှာနိုက်ထရိုဂျင်ချွတ်တဲ့မှုလက္ခဏာတွေအကြောင်းကိုပြောပြချင်ပါတယ်။ကျမတို့စပါးပင်တွေကနိုက်ထရိုဂျင်ဓာတ်ချွတ်တဲ့ပါကအောက်ပါလက္ခဏာတွေပေါ်လာတတ်ပါတယ်။ကျမတို့အရွက်တွေဝါမယ်အရွက်တွေကထိတ်ကနေစပြီးတော့အယိုးကိုလိုက်ပြီးတော့အောက်ကိုဝါလာပါတယ်။ကျမတို့နိုက်ထရိုဂျင်ဓာတ်ဟာဆိုလို့ရှိရင်အပင်အတွင်းမှာရွေးလျားနိုင်တဲ့အတွက်ကြောင့်အရွက်အဟောင်းတွေပေါ့နော်အထူးသဖြင့်အောက်ရွက်တွေဟာဆိုလို့ရှိရင်အရွက်အနုများကိုရွေးရှားသွားတဲ့အတွက်ကြောင့်အရွက်အဟောင်းတွေကစတင်ဝါတတ်ပါတယ်။ပုံပါအတိုင်းရွက်တွေဟာဆိုလို့ရှိရင်ထိပ်ဖြားမှာစတင်ဝါနေတဲ့ပုံကိုပြထားပါတယ်။ကျမတို့ဒီနိုက်ထရိုဂျင်ဓာတ်ကပြင်းထန်စွာချွတ်တဲ့ပါကအရွက်တစ်ခုလုံးအဝါရောင်လျှောက်သွားမှာဖြစ်ပါတယ်။အရွက်သေးခြင်းနဲ့ပါလွှာခြင်းတွေလည်းဖြစ်ပေါ်နိုင်ပါတယ်။အပင်ကြီးထွားမှုဆိုင်ရာလက္ခဏာအနေနဲ့နိုက်ထရိုဂျင်ချွတ်တဲ့မှုကဘယ်လိုပြလဲဆိုတဲ့အခါကျတော့ကြီးထွားမှုတွေရက်တက်ပါတယ်အပင်တွေကသေးငယ်ပြီးတော့အားနည်းနေတတ်ပါတယ်နိုက်ထရိုဂျင်တက်ချွတ်တဲ့နေတဲ့အပင်တွေဟာဆိုလို့ရှိရင်ကျန်းမာနေတဲ့အပင်တွေထက်ပင်ပွားနည်းပါတယ်ပုံမှာပြထားတာဆိုလို့ရှိရင်ကျမတို့နိုက်ထရိုဂျင်ဓာတ်ချို့တဲ့နေတဲ့အပင်နဲ့နိုက်ထရိုဂျင်ဓာတ်မချို့တဲ့သောအပင်ဆိုပြီးတော့ပြထားပါတယ်ကျမတို့ဒီချို့တဲ့နေတဲ့အပင်တွေမှာဆိုလို့ရှိရင်ပင်ပွားတွေကနည်းနေပြီးတဲ့အခါမှာမချို့တဲ့အပင်တွေဟာဆိုလို့ရှိရင်ပင်ပွားတွေများနေတာကိုတွေ့ရှိရပါတယ်ပင်စီတွေကဆိုလို့ရှိရင်သေးသွယ်ပြီးတော့အားနည်းနေတတ်ပါတယ်ကျမတို့ပန်းပွင့်ချိန်နဲ့ရင်းမဲ့ချိန်ကလည်းနောက်ကျပါတယ်အထွတ်နှုံးနဲ့သက်ဆိုင်တဲ့လက္ခဏာတွေပြောပြရမယ်ဆိုလို့ရှိရင်စပါးခိုင်တွေကသေးငယ်ပြီးတဲ့အခါမှာတစ်ခိုင်ရှိအနှံရည်အတွက်ကလည်းနည်းပါတယ်အစိအစံတွေကလည်းအစံမပြေပဲနဲ့ကျမတို့အစံတွေမအောင်မဲဖြစ်တတ်ပါတယ်ဒါကြောင့်ကျမတို့ကဆိုလို့ရှိရင်အနှံပါပင်ပွားတွေနည်းမယ်အောင်စေးရာခိုင်နှုန်းနည်းခြင်းတို့ကြောင့်ကျမတို့စပါးရဲ့အထွတ်နှုံးကလည်းလျော့နေစေတတ်ပါတယ်ဒါကြောင့်ကျမတို့ကဆိုလို့ရှိရင်ဒီစပါးရွက်မှာပါဝင်တဲ့နိုက်ထရိုဂျင်ရဲ့ပမာဏကိုသိဖို့ရန်လိုအပ်ပါတယ်နိုက်ထရိုဂျင်ပမာဏကိုသိဖို့ရန်ဆိုလို့ရှိရင်စပါးရွက်မှာပါဝင်တဲ့နိုက်ထရိုဂျင်တွေကိုခွဲခြမ်းစိတ်ဖြာဖို့အရေးကြီးပါတယ်စပါးရွက်တွင်ပါဝင်တဲ့နိုက်ထရိုဂျင်ကိုစစ်ဆေးတဲ့နည်းလမ်းနှစ်ခုရှိပါတယ်ပထမနည်းကတော့အရွက်ကိုဖြတ်ပြီးတဲ့အခါမှာတိုင်းတာတဲ့နည်းလမ်းနဲ့ဒုတိယနည်းလမ်းကတော့အရွက်ကိုမဖြတ်ဘဲနဲ့တိုင်းတာတဲ့နည်းလမ်းဖြစ်ပါတယ်ပထမနည်းလမ်းဖြစ်တဲ့အရွက်ကိုဖြတ်ပြီးတိုင်းတာတဲ့နည်းလမ်းမှာဆိုလို့ရှိရင်ကျမတို့ကကွင်းထဲမှာဆိုလို့ရှိရင်စပါးပင်တွေရဲ့အရွက်တွေကိုဖြတ်ရတယ်ဖြတ်ပြီးတဲ့အခါမှာဓာတ်ခွဲခန်းကိုပေးပို့စစ်ဆေးတာဖြစ်ပါတယ်အဲ့လိုပေးပို့တဲ့အခါမှာဆိုလို့ရှိရင်ကျမတို့ကအချိန်ကုန်နဲ့ငွေကုန်ကြေးကျများပြီးတဲ့အခါမှာအလုပ်သားတွေကလည်းအထူးလိုအပ်ပါတယ်အပင်ရဲ့နိုက်ထရိုဂျင်အခြေအနေကိုအရွက်ကိုမဖြတ်ပဲတိုင်းတာသောနည်းလမ်းနဲ့တိကျစွာခံမှန်းနိုင်တာကိုပညာရှင်တွေကပြသခဲ့ပါတယ်။ကျမတို့အခုပြောချင်တဲ့အရွက်အယောင်တိုင်းကတ်နဲ့ကလိုရိုဖီမီတာတို့ဟာဆိုလို့ရှိရင်အရွက်တင်ပါဝင်တဲ့နိုက်ထရိုဂျင်ပမာဏကိုတိုင်းတာဖို့ရန်အတွက်အရေးကြီးတဲ့ကိရိယာများဖြစ်ပါတယ်။ဒီကိရိယာအနက်မှာဆိုလို့ရှိရင်ကလိုဖီမီတာဟာဆိုလို့ရှိရင်ဈေးကြီးပါတယ်ဈေးကြီးတဲ့အတွက်ကြောင့်ကျမကဆိုလို့ရှိရင်တောင်သူတွေအလွယ်တကူအသုံးပြုနိုင်တဲ့ဈေးအရန်မကြီးတဲ့အရွက်အယောင်တိုင်းက LCC နည်းပညာကိုအသုံးပြုရန်တိုက်တွန်းပါတယ်